ဒီစကလေးကဝနေ့က Samsung desktop လုံးလေးပြင်းတဲ့ customer တခုကပဲဒါထပ်အပ်သွားတာပါနော် Epson တော့ sticker ထုတ်တဲ့ဆက်လေးပြကျွန်တော်အဲ့လိုပဲသိတယ်ပေါ့နော်ဒီကနေထွက်တာပါ sticker လေးထုတ်တာပြသူတို့စိတ်ယုံကုမ္ပဏီရပါနော်အဲ့လေးကသူကဘယ်လို error နဲ့ပြရလဲဆိုတော့ပေါင်နိုးလိုက်တယ်နှုတ်ပေါ်ရင်ထုတ်တယ်ပေါ့နော်ဒီမှာထုတ်တာပေါ့နော်ထုတ်တဲ့အခါမှာသူကထုတ်လိုက်တာနဲ့သူကပေါင်ပြင်းပြင်းသေးသွားတဲ့ error နဲ့လာပြတာပေါ့နော်ဒါလေးကိုကျွန်တော်ပြင်းပြီးသွားပြီနော်ပြင်းပြီးသွားပြီဒါကိုပြန်ပေးတော့မှာပေါ့နော်အခုတော့ကောင်းပါပဲနော်ကျွန်တော်ဆန်းပြရမယ်ဟောက်လုံးနေတယ်မြင်ရလားမသိဘူးမြင်အောင်ဆိုဒါအလင်းကျန်နေလို့ပေါ့နော်ရပြီပေါ့နော်အဲကျွန်တော် print ထုတ်ပြရမယ်ရပြီနော်ထွက်သွားပြီဒီမှာတော့မတွေ့ရောက်ဖြစ်နေတော့ကနန်းတွေကပျောက်ထွက်နေကနန်းမနေ့ကကနန်းရှိရနော်ထပ်ထုတ်ပြမယ်နော်ရနော်ထပ်ထုတ်ပြမယ်နော်ကြာပြီနော်ဒါ step ပြန် power ပြန်မပိတ်တော့ဘူးနော်ပြင်ပြီးသွားပြီကောင်းပါပြီပေါ့ဗျာကျေးဇူးပါ